American ကနိုင်ငံတချို့ကို visa ကင်းလွတ်ခွင့်ပေးပြီးတချို့ကိုတော့ဘာလို့တင်းကျပ်စွာနဲ့ကန့်သတ်မှုတွေပြုလုပ်ထားတာပါလဲ2025ခုနှစ်မှာတော့အာရှနိုင်ငံတချို့ကနိုင်ငံသားတွေဟာ American ကို visa မလိုဘဲနဲ့ဝင်ရောက်နိုင်တော့မှာပဲဖြစ်ပါတယ်ဘာလို့ဒီအာရှနိုင်ငံတချို့ကို visa ကင်းလွတ်ခွင့်ပေးလိုက်တာလဲဒီနိုင်ငံတွေရောဘာတွေထူးခြားချက်တွေရှိနေသလဲတချို့နိုင်ငံတွေကတော့စီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်ပြီး American နဲ့ခိုင်မာတဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံတွေဖြစ်ပါတယ်။တချို့နိုင်ငံတွေကတော့ခရီးသွားလာရေးမှာအဆင်ပြေချုံးမွေပြီးအဆင့်မြင့်လုံခြုံရေးအစီအမံတွေရှိတဲ့နိုင်ငံတွေဖြစ်ပါတယ်။ဒီအာရှနိုင်ငံတချို့ကအရင်ကဗီဇာမလိုပဲ American တို့ဝင်ရောက်ခွင့်စီးရင်ထဲမှာမပါဝင်ခဲ့ပါဘူး။2025ခုနှစ်မှာတော့ဒီအာရှနိုင်ငံ10နိုင်ငံကို American ကဗီဇာကင်းလွတ်ခွင့်ပေးလိုက်ပြီးဘာကြောင့်ဒီလိုမျိုးဗီဇာကင်းလွတ်ခွင့်ပေးလိုက်တဲ့ဆိုတာနဲ့မြန်မာကရောဒီစီးရင်မှာပါဝင်နေမလားဆိုတာသိရအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါဦးနော်ဓာတ်ဆီဟာတောင်းရည်တန်တက်ဈေးသက်သာတဲ့နိုင်ငံတစ်နိုင်ငံရှိတယ်လို့ပြောရင်သင်ယုံနိုင်မလားဒီနိုင်ငံရဲ့နိုင်ငံသားတွေဟာအခွန်အနှဲငယ်ပဲပေးချေရပြီးချမ်းသာတဲ့နိုင်ငံတစ်ခုလေးဖြစ်ပါတယ်။ဒါကတော့ဘရူနိုင်းနိုင်ငံမှာရှေးနန်းနဲ့တဘာဝတန်ငွေတိုက်တွေကြောင့်အာရှမှာအချမ်းသာဆုံးနိုင်ငံတွေကတနိုင်ငံဖြစ်ပါတယ်။လူဦးရေ4သိန်းကျော်ပဲရှိတဲ့ဒီသေးငယ်တဲ့ဘရင်စနစ်နိုင်ငံဟာ GDP တဦးချင်းထုတ်လုပ်မှုနှုန်းထဲမှာကမ္ဘာအမြင့်ဆုံးစီးရင်ထဲမှာပါဝင်နေပါတယ်။ပိုတူဆန်နာကဘရူနိုင်းနိုင်ငံရဲ့ဆူလတန်ဘီဟာကမ္ဘာအချမ်းသာဆုံးတော်ဝင်မြင်းမျိုးတွေကတအုပ်ဖြစ်ပြီးအခန်းပေါင်း1988ခန်းပါတဲ့နန်းတော်မှာနေထိုင်ပါတယ်။ဒီလိုမယုံနိုင်လောက်တဲ့ချမ်းသာမှုတွေရှိပေမဲ့ဘရူနိုင်းနိုင်ငံဟာအာရှတောင်ပိုင်းမှာခရီးသွားဧည့်သည်ဝင်ရောက်မှုအနည်းဆုံးနိုင်ငံတွေကနိုင်ငံတစ်နိုင်ငံဖြစ်လို့နေပါတယ်။ဘာလို့လဲဆိုတော့တင်းကျပ်တဲ့ဥပဒေတွေ night life တွေမရှိတာနဲ့အေးဆေးတဲ့ရှေးရိုးဆွဲလူအဖွဲ့အစည်းကဒီနိုင်ငံကိုခရီးသွားဝင်ရောက်မှုအနည်းစေတဲ့အကြောင်းရင်းတွေဖြစ်နေပါတယ်။ဒါဆိုဘာလို့ American က2025ခုနှစ်မှာဘရူနိုင်းကိုဗီဇာမလိုပဲဝင်ရောက်ခွင့်ပေးနေတာလဲဆိုရင်တော့တန်တမန်ဆက်ဆံရေးစီးပွားရေးတည်ငြိမ်မှုနဲ့ကမ္ဘာအနှိမ့်ဆုံးရာဇဝတ်မှုနှုန်းကြောင့်ဒီဘရူနိုင်းနိုင်ငံကိုဗီဇာကင်းလွတ်ခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီနိုင်ငံကတော့ microchips လို့ခေါ်တဲ့ကမ္ဘာဆယ်မိကွန်ဒတာရဲ့60%ကျော်ကိုထုတ်လုပ်ပေးနေပါတယ်။ microchips ဆိုတာကတင်ဖုန်း laptop နဲ့ကားတွေကိုမောင်းနှင်ပေးတဲ့အဓိကအစိတ်ပိုင်းလေးတစ်ခုဖြစ်လို့နေပါတယ်။ဒီနိုင်ငံသားမရှိရင်ကမ္ဘာနည်းပညာလုပ်ငန်းဟာဗျံပရာဖြစ်သွားလောက်အောင်ကိုဒီနိုင်ငံလေးကအရေးပါလို့နေပါတယ်။ဟုတ်ပါတယ်။အဲ့ဒီနိုင်ငံကတော့ထိုင်ဝမ်နိုင်ငံပဲဖြစ်ပါတယ်။ဒီအစင်းမြင့်နည်းပညာတွေရှိတဲ့ကျွန်းနိုင်ငံငယ်လေးဟာအာရှမှာအလုံးလက်မဲ့နှုန်းအနေဆုံးစီးရင်ထဲမှာပါဝင်ပြီးကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ထူးခြားတဲ့အချက်ကတော့ထိုင်ဝမ်နိုင်ငံဟာကုလသမဂ္ဂကနေပြီးတော့နိုင်ငံတစ်နိုင်ငံဖြစ်တရားဝင်အသိအမှတ်ပြုမခံထားရပါဘူး။တရုတ်နဲ့နိုင်ငံရေးတင်မာမှုတွေရှိနေပေမဲ့ထိုင်ဝမ်နိုင်ငံရဲ့စီးပွားရေးဟာအားကောင်းနေပါတယ်။ American ကတော့ထိုင်ဝမ်ဟာလစ်လျူရှုလို့မရတဲ့အရေးပါတဲ့နိုင်ငံတစ်ခုလို့ရှုမြင်ထားပြီးဒါကြောင့်မကြာခင်မှာထိုင်ဝမ်နိုင်ငံသားတွေဟာဗီဇာမလိုပဲ American ကိုဝင်ရောက်နိုင်တော့မှာဖြစ်ပါတယ်။တင်းကိုအံ့ဩသွားစေမယ့်အချက်ကတော့နှစ်စဉ်ထိုင်ဝမ်ခရီးသွားဧည့်သည်9တန်းကျော်ဟာ American ကိုလာရောက်လဲပတ်ပြီး American ရဲ့မြို့တွေမှာဒေါ်လာဘီလီယံနဲ့ချီပြီးတော့ကိုသုံးစွဲနေကြတာပါဒီမူဝါဒတင်တဲ့တူ American ကိုလာရောက်လဲပတ်မဲ့ထိုင်ဝမ်နိုင်ငံသားတွေဟာတည်တည်တသာမြင့်တက်လာဖို့လည်းရှိနေပါတယ်အင်တာနက်မြန်နှုန်းအလွန်မြင့်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအစားအသောက်ပို့ဆောင်သူတွေဟာ15မိနစ်အတွင်းသင်ရင်တကားဝရအောင်ဝန်ဆောင်မှုပေးနိုင်တဲ့နိုင်ငံတစ်နိုင်ငံရှိတယ်ဆိုရင်သင်ယုံနိုင်ပါမလားဒေါ်လာဘီလီယံချီတန်တဲ့နည်းပညာကုမ္ပဏီတွေပေါ်များတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်ဒီနိုင်ငံကတော့တောင်ကိုရီးယားနိုင်ငံပဲဖြစ်ပါတယ်ကမ္ဘာမှာဘက်ပေါင်းစုံကနေလွှမ်းမိုးမှုပြုလုပ်နေတဲ့တောင်ကိုရီးယားနိုင်ငံဟာ K-pop, K-drama နဲ့အလှကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အလွန်နာမည်ကြီးပါတယ်စီးပွားရေးကောင်းမွန်ပြီးစစ်ရေးအင်အားတောင်းနေတဲ့တောင်ကိုရီးယားနိုင်ငံဟာအမေရိကန်နဲ့ဆယ်စုနှစ်ပေါင်းများစွာခိုင်မာတဲ့မဟာမိတ်ဆက်ဆံရေးလည်းရှိပါတယ်။2025ခုနှစ်မှာတော့တောင်ကိုရီးယားနိုင်ငံသားတွေဟာအမေရိကန်ကိုဗီဇာမလိုဘဲနဲ့ဝင်ရောက်နိုင်တော့မှာပဲဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံဟာ Samsung, Hyundai နဲ့ LG လိုကမ္ဘာအကြီးဆုံးကုမ္ပဏီတွေရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒီနိုင်ငံဟာအမေရိကန်နဲ့ထိပ်တန်းကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီးအစင်းမြင့်နည်းပညာပစ္စည်းတွေကစလို့စစ်ရေးပစ္စည်းတွေအထိကုန်သွယ်မှုပြုလုပ်ကြပါတယ်။2023ခုနှစ်တစ်နှစ်ထဲမှာနှစ်နိုင်ငံကုန်သွယ်မှုဟာဒေါ်လာ200ဘီလီယံကျော်တန်ဖိုးရှိခဲ့ပါတယ်။ဒါဟာနှစ်နိုင်ငံစလုံးအတွက်အရေးပါတဲ့ကုန်သွယ်မှုငွေကြေးပမာဏတစ်ခုဖြစ်ပါတယ်။စစ်ရေးအကြောင်းပြောရရင်တော့တောင်ကိုရီးယားဟာကမ္ဘာအန်ရဲ့အများဆုံးအစိုးရတွေကတစ်ခုဖြစ်တဲ့မြောက်ကိုရီးယားနဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ American တပ်သားတွေဟာတောင်ကိုရီးယားမှာတပ်ဖွဲ့ဝင်2800ကျော်ရှိပြီးဒေသရင်းငြိမ်းချမ်းရေးကိုအာမခံတဲ့ခိုင်မာတဲ့အချက်တစ်ခုအနေနဲ့တာဝန်ယူထားတာလည်းဖြစ်ပါတယ်။
အမေရိကန်ဟာတောင်ကိုရီးယားနိုင်ငံရဲ့လုံခြုံရေးကိုဦးစားပေးတဲ့နိုင်ငံတစ်ခုဖြစ်ပြီးတောင်ကိုရီးယားနိုင်ငံတည်ငြိမ်ပြီးစီးပွားရေးကောင်းမွန်မှုဟာအမေရိကန်အတွက်အများကြီးအထောက်အကူပြုပြီးအကျိုးကျေးဇူးရှိတယ်လို့ရှုမြင်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်2025ခုနှစ်မှာအမေရိကန်ရဲ့ဗီဇာကင်းလွတ်ခွင့်ပေးတဲ့နိုင်ငံတွေထဲမှာတောင်ကိုရီးယားကလည်းပါဝင်လာတာဖြစ်ပါတယ်။လူဦးရေ1.4 ဘီလီယံကျော်နဲ့ကမ္ဘာလူဦးရေ9 ပုံ1 ပုံနီးပါးရှိတဲ့နိုင်ငံဆိုရင်ဘယ်နိုင်ငံကိုတင်ပြမြင်မိပါသလဲ။အဲ့ဒီနိုင်ငံကို2085ခုနှစ်မှာအမေရိကန်စီးပွားရေးကိုကြော်တက်သွားလိမ့်မယ်ဆိုပြီးတော့လည်းခန့်မှန်းထားကြပါတယ်။အဲ့ဒီနိုင်ငံကတော့အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်။ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပြီးကမ္ဘာအလင်းအမြင့်ဆုံးတိုးတက်နေတဲ့စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။အိန္ဒိယမှာနေပညာကုမ္ပဏီကြီးတွေဒေါ်လာဘီလီယံတန်လုပ်ငန်းတွေရှိပြီးအမေရိကန်ရဲ့နေပညာလုပ်ငန်းစုကြီးတွေရှိတဲ့ Silicon Valley မှာလည်းအိန္ဒိယနိုင်ငံသားများစွာကတာဝန်ထမ်းဆောင်နေပါတယ်။တကယ်တော့အမေရိကန်ရဲ့လုပ်ငန်းတွေရဲ့12%ကျော်ကိုအိန္ဒိယလူမျိုးတွေကစတင်တည်ထောင်ခဲ့ကြတာပါ။အန်အောစရာတစ်ခုက2025ခုနှစ်မှာအိန္ဒိယဟာဂျပန်နဲ့ဂျာမနီကိုကျော်တက်ပြီးကမ္ဘာတတိယအကြီးဆုံးစီးပွားရေးဖြစ်လာမယ်လို့လည်းခန့်မှန်းထားကြပါတယ်။ဒါဟာဘယ်နိုင်ငံမှလစ်လူရှုထားလို့မရတဲ့အင်အားတစ်ခုဖြစ်ပါတယ်။ဘာလို့အမေရိကန်ကအိန္ဒိယလူမျိုးတွေကိုဗီဇာမလိုပဲလာရောက်ခွင့်ပေးဖို့ဆုံးဖြတ်ခဲ့တာပါလဲ။အဖြေကတော့စီးပွားရေးပညာရေးနဲ့တန်တမာရေးရာတွေကြောင့်ပဲဖြစ်ပါတယ်။အမေရိကန်မှာအိန္ဒိယနယ်ပေါင်း4 တန်းကျော်ရှိပြီးအမေရိကန်တက္ကသိုလ်တွေမှာအိန္ဒိယကျောင်းသားဦးရေဟာရှခင်ကထက်ပိုမိုများပြားလာနေတာပဲဖြစ်ပါတယ်။ဒီကျောင်းသားတွေရဲ့တင်ကြားစရိတ်နဲ့နေထိုင်စရိတ်တွေကနေအမေရိကန်စီးပွားရေးတွေကိုဒေါ်လာဘီလီယံပေါင်းများစွာဝင်ရောက်နေပါတယ်။ဒီပညာနဲ့ပတ်သက်လာရင်လည်းအိန္ဒိယဟာအမေရိကန်ကုမ္ပဏီများစွာရဲ့လုပ်ငန်းတွေကိုဆက်လက်လည်ပတ်စေဖို့ကျွမ်းကျင်အင်ဂျင်နီယာတွေနဲ့ IT ပညာရှင်တွေကိုအိန္ဒိယကထောက်ပံ့ပေးနေပါတယ်။ Google, Microsoft, Adobe လိုကုမ္ပဏီကြီးတွေဟာအိန္ဒိယဘွား CEO တွေရဲ့ဦးဆောင်မှုအောက်မှာရှိနေပါတယ်။ဒါပေမဲ့ထူးခြားတဲ့အချက်ကစီးပွားရေးထွန်းကားမှုရှိပေမဲ့အိန္ဒိယဟာစင်းရဲမှုနဲ့ချမ်းသာမှုကွာဟချက်ကြီးမားတဲ့နိုင်ငံတစ်ခုဖြစ်လို့နေပါတယ်။အမေရိကန်ကတော့အိန္ဒိယကိုတရုတ်ရဲ့ဩဇာတိုးပွားလာမှုကိုတန်ပြန်မှုကမ္ဘာနိုင်ငံရေးမှာအဓိကကစားသမားတစ်ဦးဖြစ်ရှုမြင်နေပါတယ်။မြေဧရိယာနဲ့ပါတဲ့နိုင်ငံငယ်လေးတစ်ခုကဘလို့လုပ်ပြီးကမ္ဘာအချမ်းသာဆုံးနေရာတွေကတစ်ခုဖြစ်လာတာပါလေဒီနိုင်ငံတသိန်းလေးထဲမှာတန်းကျွဲတထေးတွေကလည်းနေရာအနှံ့ရှိလို့နေပါတယ်အဲ့ဒီနိုင်ငံကတော့စင်ကာပူနိုင်ငံပဲဖြစ်ပါတယ်ဒီသိန်းငယ်တဲ့ကျွန်းနိုင်ငံလေးဟာဒေါ်လာထရီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ကမ္ဘာကုန်သွယ်မှုကိုကင်တွယ်တဲ့အင်အားကြီးတဲ့ငွေကြေးဗဟိုဌာနတစ်ခုလည်းဖြစ်ပါတယ်အစင်းမြင့်မိုးမျောတိုက်တွေကမ္ဘာအဆက်မီလေစိတ်တွေနဲ့ရာဇဝတ်မှုဆိုရင်လည်းမရှိသလောက်ကိုနေပါပါတယ်။အန်ဟောစရာတစ်ခုကစင်ကာပူနိုင်ငံရဲ့တဦးချင်း GDP ထုတ်လုပ်မှုဟာအမေရိကန်၊ဂျပန်နဲ့တရုတ်တို့ထက်တောင်မြင့်မာပါတယ်။ဒီနိုင်ငံငယ်လေးဟာစီးပွားရေးလည်ပတ်မှုကောင်းမွန်ပြီးဒေါ်လာဘီလီယံတန်ရင်းနှီးမြှုပ်နှံမှုတွေကိုဆွဲဆောင်ရင်နိုင်ငံရဲ့စီးပွားရေးကိုကောင်းမွန်စွာထိန်းချုပ်ထားနိုင်ပါတယ်။ကမ္ဘာအကောင်ဆုံး passport ရှိတဲ့နိုင်ငံလေးဖြစ်ပြီးနိုင်ငံပေါင်း200နီးပါးကိုဗီဇာမလိုပဲခရီးသွားနိုင်ပါတယ်။ထူးခြားတဲ့အချက်ကတော့စင်ကာပူဟာနေထိုင်မှုဈေးအကြီးဆုံးနေရာတွေကတစ်ခုဖြစ်ပြီးတာမန်ကားတစ်စီးဟာအစိုးရအခွန်တွေကြောင့်ဒေါ်လာ3 သိန်းကျော်ကုန်ကျနိုင်ပါတယ်။ဒါပေမဲ့အခွင့်အလမ်းတွေပေါ်များတာကြောင့်စင်ကာပူကိုလာရောက်အလုပ်လုပ်ကိုင်သူတွေလည်းများပါတယ်။အမေရိကန်ကစင်ကာပူကိုအာရှမှာအဓိကစီးပွားရေးမဟာမိတ်အဖြစ်အသိအမှတ်ပြုထားပြီးအမေရိကန်လုပ်ငန်းတွေဟာအာရှတလွှားလည်ပတ်ဖို့စင်ကာပူရဲ့အဆင့်မြင့်ဘဏ်စနစ်တွေကိုအားကိုးနေရတာလည်းဖြစ်ပါတယ်။ကမ္ဘာပေါ်မှာတက်တန်းအရှိဆုံးလူတွေရှိပြီးမြို့တွေဟာလည်းအနာဂတ်ကမ္ဘာကမြို့တွေလိုထင်ရလောက်တဲ့နိုင်ငံတစ်ခုရှိပါတယ်။ဒီနိုင်ငံကတော့ဂျပန်နိုင်ငံပဲဖြစ်ပါတယ်။ရှေးဟောင်းဓလေ့ထုံးတမ်းတွေနဲ့အဆင့်မြင့်နည်းပညာကိုပေါင်းစပ်ထားတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီးမှာနိုင်ငံဟာပြိုကွဲပျက်စီးနေခဲ့ပြီးဆယ်စုနှစ်အနေငယ်အတွင်းမှာပဲဂျပန်နိုင်ငံဟာကမ္ဘာတတိယအကြီးဆုံးစီးပွားရေးအင်အားရှိတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အထိဖွံ့ဖြိုးတိုးတက်လာခဲ့တာပဲဖြစ်ပါတယ်။ယနေ့ဂျပန်ဟာဆိုရင် Toyota, Sony နဲ့ Nintendo လိုကမ္ဘာအသိအမှတ်ပြုတံဆိပ်တွေများစွာထွက်ပေါ်နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။အန်ဟောစရာတစ်ခုကဂျပန်ဟာကမ္ဘာအများဆုံးစက်ရုပ်ဦးရေရှိတဲ့နိုင်ငံတစ်ခုလည်းဖြစ်လို့နေပါတယ်။ကမ္ဘာအလုပ်အများဆုံးယထာဘူတာတွေလည်းရှိပြီးတနအီမိုင်200ကျော်နှုန်းနဲ့ပြေးဆွဲတဲ့ကြီးစင်ယထာတွေဟာအချိန်မှန်ကန်တိကျစွာနဲ့ပြေးဆွဲနေတာလည်းဖြစ်ပါတယ်။ဤပညာအရထိပ်သီးနိုင်ငံတစ်ခုဖြစ်နေပေမဲ့ဂျပန်ဟာကြီးမားတဲ့ပြဿနာတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။ဂျပန်နိုင်ငံရဲ့လူဦးရေဟာလျှင်မြန်စွာကျဆင်းနေပြီးကမ္ဘာအနေဆုံးမွေးဖွားနှုန်းရှိတဲ့နိုင်ငံတစ်ခုဖြစ်နေတာကြောင့်အစိုးရကကလေးမွေးဖွားဖို့ငွေထောက်ပံ့ပေးတာတွေကိုပါလှုံ့ဆော်ပေးနေပါတယ်။
ဂျပန်မှာပြည်စုံတဲ့စစ်တပ်မရှိပေမဲ့မြောက်ကိုရီးယားနဲ့တရုတ်ရဲ့ချိန်ချောက်မှုတွေကိုတံပြန်မှုအမေရိကန်နဲ့နီကပ်စွာပူးတွဲလှုပ်ဆောင်နေတဲ့အစင်းမြင့်ကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရှိပါတယ်။ဒါကြောင့်စီးပွားရေးခိုင်မာပြီးစစ်ရေးမဟာမိတ်နိုင်ငံတစ်ခုဖြစ်တဲ့ဂျပန်ကိုအမေရိကန်ကဗီဇာကင်းလွတ်ခွင့်ပေးလိုက်ပြီးပဲဖြစ်ပါတယ်။စစ်ထောက်လန်ရေးအားကောင်းပြီးနေပညာစမ်းသစ်တီထွင်မှုတွေရှိတဲ့နိုင်ငံတစ်ခုလို့ပြောရင်တင်ပယ်နိုင်ငံကိုပြေးမြင်မိပါသလဲ။အဲဒီနိုင်ငံကတော့အစ္စရေးပဲဖြစ်ပါတယ်။အစ္စရေးဟာလူဦးရေ9 သန်းကျော်သာရှိတဲ့တင်းငယ်တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဒီနိုင်ငံဟာ Intel processor နဲ့ Iron Dome ကာဝေးရေးစနစ်လိုကမ္ဘာထူးခြားတဲ့စမ်းသစ်တီထွင်မှုတွေကိုလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါတွေဟာစေဘန်ဆိုင်ရာနေပညာကစားလို့စိုက်ဘာလုံခြုံရေးအထိနယ်ပယ်များစွာမှာအစ္စရေးနဲ့မယုံနိုင်လောက်တဲ့ပံ့ပိုးမှုတွေကဥပမာအနေငယ်ပဲဖြစ်ပါတယ်။ပိုပြီးအဟောစရာကောင်းတာကအဆက်မပြတ်လုံခြုံရေးချင်းချောက်မှုတွေနဲ့နိုင်ငံရေးတင်းမာမှုတွေရှိနေပေမဲ့အစ္စရေးရဲ့စီးပွားရေးဟာအထင်ကြီးလောက်တဲ့အနှုန်းနဲ့ဆက်လက်တိုးတက်နေတာပဲဖြစ်ပါတယ်။အစ္စရေးကိုစုံတီထွင်လုပ်ငန်းရှင်တွေပေါ်များတဲ့နိုင်ငံလို့လည်းခေါ်ကြပါတယ်။ဘာလို့လဲဆိုရင်အစ္စရေးဟာအမေရိကန်ရဲ့ Silicon Valley ထက်တောင်တဦးချင်းရေတွက်ကြည့်ရင်စုံတီထွင်လုပ်ငန်းရှင်တွေပိုများပါတယ်။ဒီနိုင်ငံဟာသိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာပညာရှင်တွေကလည်းအဆက်မပြတ်ထွန်းကားပြီးကမ္ဘာထိပ်တန်းတက္ကသိုလ်တွေလည်းရှိပါတယ်။အစ္စရေးဟာနည်းပညာမှာသာမကစိုက်ပျိုးရေးရေထိန်းသိမ်းမှုနဲ့ဆေးဘက်ဆိုင်ရာသုတေသနမှာလည်းဦးဆောင်ထားနိုင်ပါတယ်။နှစ်စဉ်အစ္စရေးလူမျိုးထောင်ပေါင်းများစွာဟာပညာရေးနဲ့စီးပွားရေးအခွင့်အလမ်းတွေအတွက်အမေရိကန်ကိုပြောင်းရွှေ့လာကြတာတွေလည်းရှိပါတယ်။ဒီအချက်ဟာ2025ခုနှစ်မှာအစ္စရေးကိုဗီဇာမလိုဘဲဝင်ရောက်ခွင့်ပေးရတဲ့အကြောင်းရင်းများစွာတွေကတစ်ခုလည်းဖြစ်ပါတယ်။တဘာဝတံခွေဟာနိုင်ငံစီးပွားရေးတစ်ခုလုံးရဲ့အသက်သွေးကြောဖြစ်တဲ့နိုင်ငံတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကာတာနိုင်ငံပဲဖြစ်ပါတယ်။သေးငယ်တဲ့ဒီသဲကန်နာရနိုင်ငံလေးဟာဘရင်စနစ်အုပ်ချုပ်တဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ကာတာဟာအရွယ်အစားသေးငယ်ပေမဲ့ချမ်းသာမှုကတော့ကြီးမားပါတယ်။နိုင်ငံရဲ့ကြီးမားတဲ့တဘာဝတံငွေတိုက်ကြောင့်ဒီနိုင်ငံဟာတဦးချင်းထုတ်လုပ်မှု GDP ကကမ္ဘာအမြင့်ဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ချမ်းသာလွန်လို့နိုင်ငံသားတွေဟာအခွန်အနှဲငယ်ပဲပေးဆောင်ရပါတယ်။တကယ်တော့ကာတာရဲ့အချုပ်အခြာအာဏာပိုင်ရန်ပုံငွေဟာကမ္ဘာအကြီးဆုံးတွေကတစ်ခုဖြစ်ပြီးဒေါ်လာ300ဘီလီယံကျော်ကိုကိုင်ဆောင်ထားပါတယ်။အန်အောစရာတစ်ခုကကာတာဟာကမ္ဘာတန်တမန်ရေးရဗဟိုဌာနတစ်ခုဖြစ်လာပြီးအယ်ဂျာဇီယာရုပ်သံကွန်ရက်နဲ့အတူဒီနိုင်ငံဟာအရှေ့အလယ်ပိုင်းနဲ့အခြားနေရာတွေမှာသတင်းနဲ့နိုင်ငံရေးအပေါ်ဩဇာသက်ရောက်မှုတွေရှိနေပါတယ်။ကမ္ဘာအားကစားမှာလည်းတက်ကြွစွာပါဝင်ပြီး2022ခုနှစ်ဖီဗာကမ္ဘာဖလားလိုမျိုးကြီးမားတဲ့ပွဲတွေကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပါတယ်။ကာတာရဲ့အုပ်ချုပ်သူတွေဟာချမ်းသာမှုနဲ့ယင်းနှိမ့်မြုပ်နှံမှုတွေကိုမဟာဗျူဟာမြောက်အသုံးပြုပြီးအမေရိကန်အပါအဝင်အနောက်အင်အားကြီးနိုင်ငံတွေနဲ့ဆက်ဆံရေးတည်ဆောက်ခဲ့ပါတယ်။အရွယ်သိမ်းငယ်ပေမဲ့ကာတာရဲ့ပင်လယ်ကွေ့ဒေသကမဟာဗျူဟာမြောက်ကြီးနေရာဟာအမေရိကန်အတွက်အရေးကြီးတဲ့စစ်အခြေစိုက်စခန်းတည်ရှိတဲ့နေရာလည်းဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်ရဲ့အရေးကြီးတဲ့စစ်အခြေစိုက်စခန်းတည်ရှိပြီးမဟာမိတ်နိုင်ငံဖြစ်နေတဲ့ကာတာဟာ2025ခုနှစ်ဗီဇာကင်းလွတ်ခွင့်ရတဲ့နိုင်ငံတွေထဲမှာပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ဒီနိုင်ငံကတော့ကျွန်းပေါင်း9000ကျော်နဲ့အမေရိကန်ကမ်းခြေတွေရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါကတော့ဖိလစ်ပိုင်နိုင်ငံပဲဖြစ်ပါတယ်။ခရီးသွားလုပ်ငန်းအလုပ်အကိုင်အခွင့်အလမ်းနဲ့နေပညာမှာလျင်မြန်စွာတိုးတက်လာနေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့တဘာဝအလှတရားတွေနဲ့ဆွဲဆောင်မှုရှိပေမဲ့ဖိလစ်ပိုင်ဟာပြင်းထန်တဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပါတယ်။လူဦးရေ113သန်းကျော်ရှိတဲ့ဒီနိုင်ငံဟာနိုင်ငံရေးမတည်ငြိမ်မှုတဘာဝဘေးအန္တရာယ်တွေနဲ့ဆင်းရဲမွဲတေမှုတွေနဲ့ရုန်းကန်နေရပါတယ်။အန်အောစရာတစ်ခုကဖိလစ်ပိုင်ဟာကမ္ဘာအကြီးဆုံးဖုန်းဖြည့်ဆို့ရေးဗဟိုဌာနတွေကတစ်ခုဖြစ်ပြီးတန်ပေါင်းများစွာသောအလုပ်သမားတွေဟာကမ္ဘာကုမ္ပဏီတွေအတွက်ဖောက်သည်ဝန်ဆောင်မှုကိုကင်တွယ်ပေးနေရလည်းဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့တိုးတက်လာတဲ့လူလက်တန်းစားဥယျာဉ်ဟာစီးပွားရေးမှာတည်တာတဲ့အကျိုးသက်ရောက်မှုကိုဖြစ်စေပြီးခရီးသွားလုပ်ငန်းထွန်းကားလာမှုကလည်းဒေါ်လာဘီလီယံပေါင်းများစွာကိုရရှိစေပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မနီလာမှာဆိုရင်လည်းနည်းပညာနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေပုံမှန်များပြားလာနေပြီးနိုင်ငံခြားယင်းနှိမ့်မြုပ်နှံသူတွေကိုလည်းပုံမှုဆွဲဆောင်လာနိုင်ပါတယ်။စိန်ခေါ်မှုတွေရှိနေပေမဲ့ဖိလစ်ပိုင်ငွေကြေးဖြစ်တဲ့ပီဆိုဟာလည်းတန်ဖိုးမြင့်တက်လာနေပါတယ်။အန်အောစရာတစ်ခုကအမေရိကန်ဆိုရဟာဖိလစ်ပိုင်နိုင်ငံသားတွေကိုဗီဇာမလိုဘဲဝင်ရောက်ခွင့်ပြုပေးခဲ့ပြီးဖိလစ်ပိုင်နိုင်ငံရဲ့တိုးတက်လာတဲ့စီးပွားရေးနဲ့အမေရိကန်အတွက်မဟာဗျူဟာအရအရေးပါမှုကြောင့်အခုလိုဗီဇာကင်းလွတ်ခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။မတူကွဲပြားတဲ့ယဉ်ကျေးမှုတွေအမေရိကန်အစားအစာတွေနဲ့အဆင့်မြင့်နည်းပညာလုပ်ငန်းတွေပေါင်းစည်းထားတဲ့နိုင်ငံတစ်ခုရှိနေပါတယ်။
တချိန်ကရောဘာဆိုင်ကင်းတွေနဲ့လူသိများခဲ့ပြီးအခုချိန်မှာတော့အာရှမှာအဆင့်မြင့်ဆုံးမြို့တွေနဲ့ဂုဏ်ယူဝင်ကြွားနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။အဲဒီနိုင်ငံကတော့မလေးရှားနိုင်ငံပဲဖြစ်ပါတယ်။ရှင်းနေမြုံနှံမှုခရီးသွားလုပ်ငန်းနဲ့နေပညာစမ်းသစ်တည်ထွင်မှုတွေအတွက်လျင်မြန်စွာတိုးတက်လာနေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဆယ်စုနှစ်အနေငယ်ကဆင်းရဲမွဲတေမှုတွေနဲ့ရုန်းကန်ခဲ့ရပြီးလက်ရှိအချိန်မှာတော့မလေးရှားနိုင်ငံဟာအရှေ့တောင်အာရှမှာအင်အားအကြီးဆုံးစီးပွားရေးတွေကတစ်ခုဖြစ်လို့နေပါတယ်။လျှက်စစ်ပစ္စည်းထုတ်လုပ်မှုကစလို့ရှေးနှံတင်ပို့မှုအထိအဓိကစက်မှုလုပ်ငန်းတွေဟာထွန်းကားနေပြီးနိုင်ငံရဲ့ဒေါ်လာ400ဘီလီယံတန်တဲ့စီးပွားရေးကိုပံ့ပိုးပေးနေရပဲဖြစ်ပါတယ်။အစ္စလမ်ဘာသာဝင်အများစုနေထိုင်တဲ့နိုင်ငံဖြစ်ပေမယ့်မလေးရှားဟာအာရှမှာဘာသာရေးအရလွတ်လပ်မှုရှိပြီးဟိန္ဒူဗုဒ္ဓဘာသာနဲ့ခရစ်ယာန်တွေကလည်းနေထိုင်ကြပါတယ်။မြို့တော်ကွာလာလမ်ပူဟာမိုးမျှော်တိုက်တွေစိန်ငံစည်းဝယ်စင်တာတွေမတူကွဲပြားတဲ့လမ်းဘေးအစားအစာတွေနဲ့ပြည့်နှံ့နေပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့မြို့ကြီးတစ်ခုဖြစ်နေပါတယ်။အစိုးရထောက်ပံ့တဲ့အစီအမံတွေနဲ့တူမလေးရှားဟာအာရှမှာထိပ်တန်း digital စီးပွားရေးတွေကတစ်ခုဖြစ်လာနေပြီးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာရှခင်ကားချက်ပုံမမြန်မြန်စွာနိုင်ငံတွင်းကိုဝင်ရောက်လာနေပါတယ်။အမေရိကန်ကတော့မလေးရှားကိုအဓိကကုန်သွယ်ဘက်အဖြစ်ရှုမြင်နေပြီး2025မှာတော့ဗီဇာကင်းလွတ်ခွင့်ပြုပေးလိုက်တာပဲဖြစ်ပါတယ်။အခုပြောပြပေးသွားတာကတော့အမေရိကန်ကနေဗီဇာကင်းလွတ်ခွင့်ပေးလိုက်တဲ့အာရှနိုင်ငံ10နိုင်ငံဖြစ်ပါတယ်။ဒီနိုင်ငံတွေဟာတိုးတက်မှုတည်ငြိမ်မှုတွေကြောင့်ရွေးချယ်ခံရတာဖြစ်ပြီးအချို့နိုင်ငံတွေကအမေရိကန်အတွက်စီးပွားရေးစစ်ရေးအရအရေးပါတဲ့နိုင်ငံတွေလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့အာရှရဲ့အင်အားဟာတဖြည်းဖြည်းတိုးပွားလာနေပြီးအနောက်နိုင်ငံတွေရဲ့ဦးစားပေးစောင့်ကြည့်ခြင်းကိုခံနေရတာပဲဖြစ်ပါတယ်။ကျမတို့ရဲ့မြန်မာနိုင်ငံကတော့အမေရိကန်ရဲ့ဗီဇာကင်းလွတ်ခွင့်စီးရင်ထဲမှာမပါဝင်ပဲဗီဇာတင်းကျပ်ကန့်သတ်တဲ့စီးရင်ထဲမှာပါဝင်နေတာပဲဖြစ်ပါတယ်။ဒါဟာဘာကြောင့်လဲဆိုတာတင်တို့ရဲ့အမြင်တွေကိုလည်း comment မှာဝင်ရောက်ရေးသားခဲ့လို့ရပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။